ဟင်္ဂလာပါအာတဖိုင်းကနေကြိုဆိုပါရစေကျွန်တော်တို့အပိုင်း2လေးဆက်ကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်အခုတည်သွားတာဒီ selection 2တည်မယ်ပြီးရင်ဒီဘက်က direct selection 2လေးတည်မယ်ပြီးလို့ရှိရင်ဒီအောက်ကကျွန်တော်တို့ shape 2ပေါ့နော်အဲ့လို set wine တို့၄ချောင်းတော့ဆွဲလို့ရ shape 2ပေါ့ပြီးရင်နောက်တစ်ခုအရေးကြီးတာပါလဲဆိုတော့ဒီအပေါ်က pan 2ပေါ့နော်အဲ့တော့2ဒီကျွန်တော်တို့ဒီဘက်က vector illustration တွေဆွဲမယ်ဆိုရင်ဒီကောင်ကအရန်ကိုအရေးကြီးပါတယ်ကျွန်တော်တို့ဒီ pan 2ကိုပဲအသုံးပြုပြီးတော့ပုံတွေဆွဲတာပေါ့နော်Okay ဆိုတော့ဒီအတုံးလေးကိုကျွန်တော်ဒီမှာ selection 2ယူပြီးတော့เนาะဒီနေ့သူ့ကိုနေရာရွှေ့လိုက်မယ် Okay ဆိုတော့ pan 2လေးကျွန်တော်ယူလိုက်မယ်เนาะအဲ့တော့ pan 2ယူပြီးသွားလို့ရှိရင် pan 2နဲ့ကျွန်တော်ပုံဆွဲကြည့်အောင်ပေါ့ပုံဆွဲကြည့်မယ်ဆိုတာဒီတိုင်းပဲရိုးရိုးလေးပဲပေါ့เนาะအဲ့ဒီမှာ mouse ကနေပြီးတော့တစ်ချက်နှိပ်လိုက်မယ်ပြီးတော့ရင်သူကဒီမှာကိုဆွဲမဲ့ဟာကိုသူကအရင်ဆုံးကြိုမြင်ရတယ်ပေါ့เนาะဒီနားလေးမှာတစ်ချက်ထောက်ပြီးတော့ဆွဲလိုက်မယ်ပြီးရင်တစ်ချက်ထောက်မယ်ပြီးရင်တစ်ချက်ထားထောက်မယ်ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုဒီကောင်အစမှတ်ပေါ့เนาะအဲ့တော့ဒီကျွန်တော်တို့ဒီမှာလာပြီးစမှတ်လေးမှာလာပြီးဆုံးမယ်ဆိုရင်သူက mouse ရဲ့ကာဆာလေးရဲ့အောက်မှာအဲ့လိုအဝိုင်းလေးပေါ်တယ်ပေါ့အဲ့ဒါကျွန်တော်တို့တစ်ချက်ထောက်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော် selection 2ယူလိုက်မယ်ဆိုရင်ဒီမှာဒီလိုမျိုး shape လေးတစ်ခုရတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ pan 2ကိုပုံပြီးတော့ပုံဆွဲတာပေါ့နော် pan 2ကိုတုံးပြီးတော့အခုဒီမျိုး၄တောင်နေပဲဆွဲလို့ရလားဆိုတော့မဟုတ်ဘူးပေါ့နော်အဲ့ကျွန်တော်တို့အဲ့လို set wine နေဒါမှမဟုတ်အလုံးနေနောက်စားသဖြင့်တခြားသောအခုဒီမျိုး၄တောင်မဟုတ်ဘဲနဲ့တခြား shape တွေလည်းဆွဲလို့ရတယ်အဲ့တော့စမ်းဆွဲကြည့်အောင်ပေါ့ mouse ကနေတစ်ချက်ထောက်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာဒီပေါ်နားမှာလာပြီးတော့ mouse ကိုဖိပြီးတော့ဆွဲလိုက်မယ်နော်ဖိပြီးတော့ဆွဲလိုက်တော့ဘာပေါ်လာလဲဆိုတော့ဒီဘေးမှာ handle လေးပေါ်လာတယ်ပေါ့နော်ဒီဘေးရအောင်လေးတွေကိုကျွန်တော် handle လို့ခေါ်တယ်ဒီ handle လေးတွေပေါ်လာလို့ရှိရင်ဒီမှာကျွန်တော်တို့ဆွဲခြင်းနဲ့မြင်ရလေစောတာတုန်းကလည်းအဖြောက်မဟုတ်ဘဲနဲ့ကွေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာလေးထားလိုက်မယ်နော်ပြီးတော့ကျွန်တော်ဒီနားလေးကိုလာပြီးတော့ထပ်ပြီးတော့ကိုယ့်ရဲ့ mouse ကိုဖိပြီးတော့ဆွဲလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာလာပြီးတော့ထပ်ပြီးတော့ဖိပြီးတော့ဆွဲမယ်ပြီးတော့ကျွန်တော်ဒီမှာလာပြီးစမှတ်ကိုလာပြီးတော့ခုလိုမျိုးလေးဆွဲလိုက်မယ်ပေါ့ဒါပေါ့Okay เนาะဒါဆိုရင်ကျွန်တော်ဒီမှာ selection 2ယူလိုက်မယ်ဆောင်းတာတော့ဒီကောင်ကကျတော့အဖြောင်းအနေနဲ့ဆွဲထားတဲ့၄တောင်ပေါ့ဒီကောင်လေးကကျတော့ဟိုအဲ့လိုစောက်ဝိုင်းကြီးတော့မဟုတ်ပဲလေဝိုင်းဝိုင်းလေးပေါ့နော် pan 2ဒီကိုကြိုက်တဲ့ shape တွေကိုကျွန်တော်တို့ဆွဲလို့ရပါတယ်အဲ့တော့ pan 2လေးယူပြီးကျွန်တော်တက်ဆွဲကြည့်အောင်ပေါ့နော်အဲ့တော့ကျွန်တော် mouse ကိုတစ်ချက်ဖိပြီးတော့ဆွဲလိုက်မယ်ပြီးရင်ကျွန်တော်ဒီအောက်မှာလည်းဒီလိုမျိုးလေးဖိပြီးတော့ထပ်ပြီးတော့ဆွဲမယ်ထပ်ဆွဲမယ်တော့ကိုကြိုက်တဲ့ shape ကိုကွက်ကိုဆွဲလို့ရတယ်ပေါ့နော်ပုံဖော်လို့ရတယ်ပေါ့အဲ့တော့အဓိက pan 2ကကျွန်တော်တို့ပုံဆွဲတဲ့နေရာမှာတော့တော်တော်လေးအသုံးများတယ်ပေါ့နော်အဲ့တော့ pan 2နဲ့ဆွဲလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ selection 2ယူပြီးတော့ selection ပေးကြည့်တဲ့အခါမှာဒီကောင်ကိုလည်းကျွန်တော်တို့အကြီးသေးလုပ်လို့ရတယ်ပြလားကိုဆွဲထားတဲ့ပုံကိုလည်းမျိုးရှည်လိုက်ခြင်းလည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့အဲ့လိုမျိုး shift ကိုဖိပြီးတော့ကြီးထားမယ်ဆိုရင်ကိုဆွဲထားတဲ့ပုံတိုင်းသူကကြီးတယ်ပေါ့နော်ဟိုဆိုလို့ကျွန်တော်တို့ဒီလိုမျိုးရှည်သွားတာကြီးတွေဘာတွေမရှိဘူးတော့ပေါ့နော်ဒီမှာကြီးလို့ရမယ်ဒီဘေးမှာလည်းအခုလိုမျိုးဟာလေးရှိတယ်အဲ့တော့ဒီမှာလည်းလာပြီးတော့ရှည်လို့ရတယ်ပေါ့နော်။shift ကိုဖိပြီးတော့ကြီးလို့လည်းရတယ်နော်။ Okay နော်။အဲ့ဒါပြီးရင်နောက်တစ်ခုကျွန်တော်တို့ဒီဘက်က direct selection 2ပေါ့။ဒီကောင်က selection 2ကတော့ V ဒီဘက်ကကောင်ကတော့ကျွန်တော် shortcut က A ပေါ့နော်။ shortcut လေးတွေလည်းကိုကအပ်ထားဖို့လိုအပ်ပါတယ်။ဘာလို့ကျွန်တော်တို့ဒီမှာလာပြီး2စီယူ3နေနေကြာတယ်ပေါ့နော်။ဒီမှာ shortcut လို့ V နှိမ့်မယ် A နှိမ့်မယ်ဆိုလို့ရှိရင်ပုံမြန်တယ်ပေါ့။အဲ့တော့ V ကကျတော့သူကEuro selection 2ဒီမြားအမဲပေါ့နော်။ A ကကျတော့သူက direct selection 2ကကျတော့မြားအဖြူလေးပေါ့နော်။ဒီမှာ selection ပေးလိုက်မယ်ဆိုရင်သူကအခုလိုမျိုးအန်ကားလေးတွေပေါ်တယ်တွေ့လားနော်အန်ကားလေးတွေပေါ်တယ် Euro selection 2နဲ့ပဲဆိုရင်အဲ့ဒါလေးကပေါ်ဘူးပေါ့နော်ဒီဘက်ကအကောင်ထဲမှာကျတော့အန်ကားလေးတွေပေါ်တယ်ပေါ့အဲ့တော့ကျွန်တော်ကဒီမှာ direct selection 2ရဲ့အားသာချက်က handle လေးတွေကိုကျွန်တော်တို့ဒီမှာကစားလို့ရတယ်ဗျာသိလားဆိုလိုချင်တာကိုဆွဲပြီးသားပုံကိုပြန်ပြင်လို့ရတယ်ပေါ့နော်သဘောကအဲ့တော့ကျွန်တော်ဒီမှာဒီကောင်ကိုဘယ်လိုမထားချင်ဘူးနော်နည်းနည်းရွှေ့မယ်နော်နည်းနည်းဒီလိုထားမလားဒါမှမဟုတ်လေ C နဲ့တူအောင်လို့နော်ဒီလိုမျိုးရွှေ့မလားအဲ့တော့ဒါကတော့ direct selection 2ရဲ့အားသာချက်ပါနော်ကိုဆွဲပြီးသားပုံကိုစိတ်ကြိုက်ပြန်ပြီးတော့ပြင်လို့ရတယ်အော်ဒီမှာဆိုလဲအဲ့လိုပဲကိုကြိုက်တယ်လို့ပြန်ပြင်လို့ရတယ်ပေါ့နော်ဒီတောင်းကကျတော့သူကချွန်နေတာပေါ့နော်ချွန်နေတဲ့သူကခုလိုမျိုးအလုံးလေးပေါ်တယ်ပေါ့နော်အလုံးလေးကိုကျွန်တော်တို့ဖိပြီးတော့ဆွဲလိုက်မယ်ဆိုရင်သူကအဲ့လိုချွန်နေတဲ့နေရာတွေကမချွန်တော့ဘဲနဲ့ဝိုင်းသွားတယ်ပေါ့နော်အဲ့တော့ဒီမှာကိုစိတ်ကြိုက်ပြန်ပြင်လို့ရတယ်နော်အဲ့တော့ဒီကောင်ကကျတော့ကျွန်တော်တို့ Euro selection 2နဲ့မရဘူးเนาะဒီကောင်နဲ့ဆိုရင်ဒီမှာအဆင်မပြေဘူးပြလားဒီဘက်က direct selection 2နဲ့မှပြန်ပြင်လို့ရတယ်အဲ့တော့ကိုက pan 2နဲ့ပုံတွေပါဆွဲတဲ့အခါမှာဟိုစပြီးတော့ဆွဲတဲ့အခါမှာအရန်ကြီးချောသက်နေစရာမလိုဘူးပေါ့နော်တခါလဲချောသက်ဆွဲချိန်လဲဆွဲလို့တော့ရပါတယ်ဒါပေမဲ့ပြီးလို့ရှိရင်ကိုမကြိုက်တဲ့နေရာတွေကိုပြန်ပြင်လို့ရတယ်အန်ကားလေးတွေမှမဟုတ်ဘူးဒီဘေးက handle တွေကိုပါဒီမှာဖြစ်လားကျွန်တော်တို့ရှည်လို့ရတယ်တူလို့ရတယ်ပေါ့နော်ဒီဘေးကဟာလေးကိုကျွန်တော် handle လို့ခေါ်တယ်ပေါ့
နော်အဲ့တော့ကိုကဒီ Illustrator စသုံးတဲ့အခါမှာဒီဟာလေးတွေကိုကိုယ့်ကိုစမ်းဆွဲကြည့်ဖို့လိုပါတယ်เนาะအဲ့တော့ဒါလေးကကျွန်တော်တို့ selection tool နဲ့ direct selection tool ရယ်နောက်တစ်ခုက undo ရယ်ပေါ့နော် undo အကြောင်းကိုကျွန်တော်လောလောဆယ်ဒီလောက်နဲ့ပဲရက်လိုက်မယ်ပေါ့နော်ဟောကြမှာကျွန်တော်တို့ပုံနေဆွဲတဲ့အခါမှာဆက်ပြီးတော့ရှင်းပြပါမယ်ပြီးတော့ရင်ကျွန်တော်ဒီမှာ undo ရဲ့ဘေးက curvature tool လို့ပါလို့ရှိတယ်ဒါပေမဲ့ကျွန်တော်ကအခုဒီမှာတော့အဓိကပုံဆွဲဖို့လိုရတဲ့အရေးကြီးတဲ့ tools တွေကိုပဲရှင်းပြတာပိုကောင်းမယ်ပေါ့နော် tools တွေအများကြီးကိုတော့သိစရာမလိုသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ်အရေးကြီးတာတစ်ခုကဒီမှာလာပြီးတော့နောက်တစ်ခုကဒီကောင်က Impress 2ပေါ့အဲ့တော့ Impress 2ကကျတော့ဘယ်သူတွေအတွက်အဓိကအဆင်ပြေလဲဆိုတော့ tablet ရှိတဲ့သူတွေအတွက်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ကကျတော့အပြင်မှာကျွန်တော်တို့ Canon နဲ့ပုံဆွဲတယ်လို့မျိုးဆွဲရတဲ့ဟာကြီးပေါ့ဒီ tools ကကျတော့ mouse နဲ့ဆွဲဖို့တော့ကအဆင်မပြေဘူးပေါ့နော်တကယ်လို့ကိုယ်မှာပုံဆွဲတဲ့ tablet ရှိတယ်ဆိုရင်တော့အဆင်ပြေတယ်ဝေရောတော့ XP pen တို့ပေါ့နော်အဲ့ဒါမျိုးတွေရှိရင်တော့အဆင်ပြေတယ်မဟုတ်ဘူးကိုက mouse နဲ့ပဲဆိုရင်တော့ဒီဘက်က undo ကတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော် Impress 2ကတော့ကျွန်တော်တို့ house နဲ့ဆွဲလို့ရအဆင်သိမ့်မပြေဘူး။တော့ဒီကောင်လေးကတော့ကျွန်တော်တို့လောလောဆယ်တော့အများကြီးမပြောတော့ဘူးပေါ့နော်။ Okay ပြီးသွားရင်တော့ဒီဘက်မှာနောက်တစ်ခုပါရှိသေးလဲဆိုတော့ဒီစာရိုက်လို့ရတဲ့ tool ပေါ့နော်။ဒီမှာတီပုံလေးနဲ့ပေါ့နော်။အဲ့တော့ကျွန်တော်တို့စာတစ်ခုခုရိုက်ချင်တယ်ဆိုရင်ဒီမှာလာပြီးတော့တစ်ချက်နှိပ်လိုက်ပြီးတော့ဒီမှာကိုကြိုက်တဲ့စာပေါ့နော်။ဒီမှာ artifine ဆိုလဲartifine ပေါ့နော်။အဲ့တော့ကိုကစာရိုက်လို့ပြီးသွားပြီဆိုရင် keyboard ကနေ escape ကိုတစ်ချက်နှိပ်လိုက်ပေါ့နော်။ဒါဆိုရင်သူကဒီမှာစာဆက်မြိုက်တော့ဘူးပေါ့။အဲ့မှာကျွန်တော် selection 2ကိုယူပြီးတော့ဒီကောင်ကိုเนาะဒီမှာ selection လာပေးပြီးတော့နေရာရွှေ့လို့ရမယ်ပြီးရင်ဒီကောင်ကိုလည်းခုနကကျွန်တော်တို့ shape တွေအတိုင်းပဲပေါ့နော်ဒီမှာအကြီးသေးလုပ်လို့ရတယ်အဲ့တော့အကြီးသေးတဲ့ခါမှာကျွန်တော်တို့ shift ကိုဖိပြီးတော့ကြီးသေးလို့ဝင်တော့ပိုကောင်းတာပေါ့နော်စာကတော့ဘာလို့ဆိုတော့တကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်ဒီမှာစာတွေကအဲ့လိုဒီလိုမျိုးရှည်ရှည်ကြီးတွေဒီလိုမျိုးကြီးတွေပေါ့အဲ့လိုမျိုးကြီးအဆင်မပြေဘူးအဲ့တော့ကျွန်တော်ဒီမှာ shift ကိုဖိပြီးတော့ဒီမှာအကြီးသေးလုပ်လို့ရတယ်လားโอเคเนาะကိုကဒီကောင်ကိုစာပြန်ရရှင်နေဆိုရင်ဒီကျွန်တော်တို့စာရိုက်လို့ရတဲ့ test tool လေးကိုယူမယ်ပြီးရင်တစ်ချက်ဒီမှာလာနှိပ်ပြီးတော့ကိုကြိုက်တာနှိပ်လို့ရတယ်ပေါ့နော် last page နဲ့စာတွေကိုပြန်ဖြတ်လို့ရပါတယ်အဲ့ဒါပြီးရင်ကျွန်တော် escape တစ်ချက်နှိပ်လိုက်မယ်ဒီမှာ selection 2နဲ့ဒီကောင်ကိုနေရာနဲ့ရွှေ့လိုက်မယ်ဒါတော့စာရိုက်လို့ရတဲ့ tools ပေါ့အဲ့ဒါပြီးသွားရင်ဒီဘက်က rotate tool ဒီကောင်လည်းလောလောဆယ်အဲ့လောက်ကြီးတော့အရေးမကြီးဘူးနောက်တစ်ခုက eraser tool ပေါ့အဲ့ဒါလည်းတိတ်တော့အရေးမကြီးဘူးနောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ shape builder tool ဒီကောင်အရေးကြီးရပါတော့။ကျွန်တော်တို့ပုံနေဆွဲမယ်ဆိုရင်ဒီ shape builder tool ကိုတည်ထားဖို့အရေးကြီးပါတယ်။နောက်တစ်ခုရှိသေးတယ်။နော်shape builder tool အပြင်ဒီမှာကျွန်တော်တို့ window တွေကိုသွားလိုက်မယ်ပေါ့နော်။ window တွေကိုသွားပြီးတော့ဒီမှာဒီကောင်လေးပေါ့။ဒီမှာနော်ရှာလိုက်လို့ရှိရင်ဒီမှာ pathfinder လို့ခေါ်တယ်ပေါ့နော်။ဒီကောင်လေးရှိတယ်။အဲ့တော့ကျွန်တော်ကဒီမှာရှိပြီးသားပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာ pathfinder ကိုဆွဲထုတ်လိုက်မယ်။ Okay အဲ့တော့ pathfinder ကဒီဘက်ကကျွန်တော် shape builder tool နဲ့ဆင်တယ်။ဒီနှစ်ခုလုံးကအရေးကြီးတယ်ပေါ့နော်ဒီဘက်က pathfinder လည်းအရေးကြီးတယ်လို့ဒီဘက်က shape builder ကလည်းအရေးကြီးတယ်အဲ့ဒီဟာလေးတွေကကျွန်တော်ပြီးလို့ရှိရင်ရှင်းပြမယ်လောလောဆယ်ကျွန်တော်အဓိကရှင်းပြချင်တာဒီအောက်ကကောင်လေးရှိရပေါ့နော်အကြောင်ရွေးတဲ့ဟာလေးပေါ့အဲ့ဒါလေးကိုရှင်းပြဖို့အတွက်ဆိုရင်ဒီမှာ selection 2ကိုယူမယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုဒီမှာ selection ပေးလိုက်မယ်နော်ဒီကောင်လေး selection ပေးလိုက်မယ် delete လုပ်လိုက်မယ်နော်ဒီကောင်လေးရောပဲလုပ်လိုက်မယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်နောက်ဝယ်ယူလာမယ်ပြီးသူ့ကိုကျွန်တော်နည်းနည်းအပေါ်ကိုနည်းနည်းကြီးလိုက်မယ်နော်Illustrator software ထဲမှာ shape တွေဆွဲပြီးဆိုလို့ရှိရင်သူ့မှာအဓိကအားဖြင့်နှစ်ခုရှိတယ်ပေါ့နော်။ဘာလဲဆိုတော့အဖြူရောင်အကွက်ကြီးကကျတော့ fade လို့ခေါ်တယ်ပေါ့နော်။ပြီးရင်အဖြူရောင်အကွက်ရဲ့အောက်ကအမဲရောင်အကွက်လေးကိုကျတော့ကျွန်တော်တို့က stroke လို့ခေါ်တယ်ပေါ့နော်။ဒီနှစ်ခုကပုံစံမတူဘူးပေါ့။ပေါ်ဝါကောင်ကကျတော့ဒီကျွန်တော်တို့မှာကျွန်တော်ဆွဲရမယ်နော်။ဒီပေါ်ဝါကောင်ကကျတော့အခုလိုမျိုးအဖြူရောင်အပြည့်ကြီးပေါ့နော်။အောက်ကကောင်လေးကကျတော့အဲ့လိုမဟုတ်ဘဲအောက်ကကောင်လေးကကျတော့သူကအမဲရောင်လေးပဲပေါ့နော်။ဒီလိုမျိုးလေးပေါ့နော်။ပုံဆွဲပြမယ်ကျွန်တော်။ Okay ဆိုပါတော့နော်ဒီလိုမျိုးလေးပေါ့အဲ့တော့အဲ့ဒီမှာအဓိကဘာကွာလာလဲဆိုတော့အဓိက face ဆိုတာဘာလဲဆိုတော့ဒီ face ဆိုတာဒီအထဲမှာရှိနေတဲ့ဟာကြီးပေါ့နော်အလယ်မှာရှိနေတဲ့အရာပေါ့အဲ့တော့ဒီမှာကျတော့ကျွန်တော်ကအောက်ကအောက်ဘုတ်ကလည်းအဖြူသူ့ရဲ့ face ကလည်းအဖြူဆိုတော့အရောင်ရောနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့အရောင်ကိုချင်းအောင်အဲ့တော့ကျွန်တော်ဒီမှာအပေါ်မှာအဖြူရောင်ရှိနေတဲ့အကွက်ကလေးကို mouse ကနေပြီးတော့နှစ်ချက်နှိပ်လိုက်မယ် double click ပေါ့အဲ့မှာကျွန်တော်ဒီမှာအရောင်ရေးလို့ရတဲ့ဟာမျိုးပေါ်လာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီမှာအနီရောင်တစ်ခုကိုကျွန်တော်အနီရောင်ပေါ့နော်ရတယ်ကိုကြိုက်တဲ့ဟာတစ်ခုကိုရွေးလိုက်ပေါ့ပြီးရင်ကျွန်တော် okay ကိုနှိပ်လိုက်မယ်အဲ့ဆိုရင်အရောင်ကဒီဘောက fail ဒီမှာအလယ်မှာရှိတဲ့ကောင်ဒီဘက်က stroke ကကြတော့ဒီမှာပေါ့နော်ကျွန်တော်တို့ဘေးမှာရှိနေတဲ့ကောင်လေးပေါ့နော်ဒီမှာအမဲလေးမြင်ရမယ်တဲ့အဲ့တော့ stroke ကအခုကြတော့အရန်ပါနေတာပေါ့နော်ပါတော့ကျွန်တော်တို့တိကျမမြင်ရဘူးပေါ့အဲ့တော့ကျွန်တော်တို့ stroke ကိုsite ကိုကြီးလို့ရတယ်အဲ့တော့ stroke site ကိုကြီးနေဆိုရင်ဘယ်ကိုလာရမလဲဆိုရင်ဒီမှာဒီအပေါ်မှာဒီမှာတွေ့လား stroke ဆိုပြီးရှိတယ်
အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ workspace ထဲမှာ essential classic ကိုရွေးထည့်တာပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီအပေါ်မှာလာပြီးတော့ setting တွေချိန်လို့ရတယ်အဲ့ကျွန်တော်ဒီကောင်းကိုဒီမှာ selection ရေးပေးမှာနော်ဒီကောင်းကို selection ပေးလိုက်မှာဒီမှာလာပြီးတော့ဒီ stroke ကိုဒါပြင်လို့ရမယ်တကယ်လို့ကျွန်တော်ဒီကောင်းကို selection ပေးထားဘူးဆိုရင်ဒီမှာ stroke ကိုလာပြီးတော့ကျွန်တော်ဒီမှာလာပြီးတော့တနန်းနေလာပြောင်းလဲပဲဒီကောင်းပြောင်းလဲဦးအဲ့တော့ကျွန်တော်ဒီကောင်းကို selection အရင်ပေးမယ်ပေးပြီးတော့ဒီမှာသူက stroke မှာ number ရှိတယ်ပေါ့နော်အဲ့ဒီမှာဒီဘေးမှာမြားလေးရှိတယ်အဲ့ဒီကောင်လေးကိုရွေးပြီးကိုကြိုက်တဲ့ stroke size ကိုရွေးလို့ရတယ်ကျွန်တော်ဒီမှာတစ်ဆက်ထားလိုက်မယ်ဒါဆိုရင်ဒီမှာ stroke ကကြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ stroke ရှိတယ်နောက်တစ်ခု face ရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာလောလောဆယ်မှာတော့သူကဒီကျွန်တော်တို့ face ကအပေါ်ရောက်နေတယ်ပေါ့နော် stroke ကအောက်ရောက်နေတယ်အဲ့တော့ကျွန်တော်တို့ stroke ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာ stroke ကအပေါ်ရောက်လာတယ်ပေါ့နော်ဒီနှစ်ခုကိုကျွန်တော်တို့အဲ့လိုအပေါ်အောက်ကစားလို့ရတယ်ပေါ့အဲ့တော့ပေါ်အောက်ကစားတာကဘယ်နေရာမှာအရေးကြီးရလဲဆိုတော့ဆိုပါစို့ကျွန်တော်တို့ကဒီအတုံးလေးပေါ့နော်ဒီ4000 shape ကိုကျွန်တော် face ပဲလိုချင်တယ်ဆိုလိုတာအနီအောင် face ပဲလိုချင်တယ်ဒီဘေးကအမဲရောင်ရှုပ်ကြီးကိုမလိုချင်တော့ဘူးဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကအမဲရောင်ဟာလေးကိုအရင်ဆုံးအပေါ်တင်ရတယ်ဆိုလိုတာဒီလိုဗျာအဲ့တော့အစတုန်းကဆိုလို့ရှိရင်ဒီမှာအနီရောင်ကအပေါ်ရောက်နေတာမို့လားအဲ့ဒါကျွန်တော်တို့ကဒီအမဲရောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်အမဲရောင်အပေါ်ရောက်လာတယ်အဲ့ဒါပြီးရင်ဒီအောက်မှာအခုလိုမျိုးအနီရောင်အချစ်ကလေးရှိတယ်နော်အဲ့ဒါလေးကိုရွေးလိုက်မယ်ဆိုရင်ဒီမှာ stroke မှာအမဲရောင်မရှိတော့ဘဲနဲ့အခုလိုမျိုးအနီရောင်အချစ်ကလေးပေါ်တယ်ဒီ shape မှာလည်းပဲဆောနာတွေမှာလိုမျိုးအမဲရောင် stroke ကြီးမရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးအမဲရောင် stroke ကိုလိုချင်တယ်ဒါပေမဲ့ဒီလိုမျိုးကျွန်တော်တို့အနီရောင် face ကိုလိုချင်မှုဆိုရင်ဒီမှာလာပြီးတော့ဒီကျွန်တော်တို့ stroke ကို double click နဲ့နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာအရောင်ရွေးလို့ရတယ်ကျွန်တော်အမဲထားလိုက်မယ် sorry ဖြူဖြစ်နေနော်ကျွန်တော်အမဲထားလိုက်မယ် okay နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာလာပြီးတော့ face ကိုsorry ဒီမှာတော့ကျွန်တော်ဒီမှာဒီကောင့်ကို selection ပေးထားအောင်နော်အဲ့တော့ selection အရင်ဆုံးပေးရမယ်ပြီးရင်ဒီဘက်က stroke ကို double click နှိပ်လိုက်မယ်ပြီးကျွန်တော်အမဲရောင်ထားမယ်ဒါဆိုရင်တော့ဒီမှာအမဲရောင်တော့ပေါ်လာပြီဒါပေမဲ့အလဲရကျွန်တော်အနီကြီးကိုမလိုချင်ဘူးအဲ့တော့ကျွန်တော်ဒီမှာ face ကိုအပေါ်တင်လိုက်မယ်ပြီးရင်ဒီဘက်ကဟာလေးကိုကျွန်တော်ရွေးလိုက်မယ်ဟောကျွန်တော်ဒီမှာ selection ပေးမိဘူးနော် sorry ပါဒါဆိုရင်ရပါပြီအဲ့တော့ကျွန်တော်အမဲရောင်ဒီဘက်က stroke လေးပဲမြင်ရတယ်ပေါ့နော်အဲ့တော့ stroke ကိုကြီးကျင်တယ်ဆိုရင်ဒီကောင်ကိုအရင်ဆုံး selection ပေးမယ်ဒီမှာအပေါ်မှာလာပြီးတော့သူ့ရဲ့ stroke weight ကိုကျွန်တော်ဒီမှာအကြီးထားလိုက်လို့ရတယ်တိထားမှာအဲ့ဒါအရေးကြီးတယ်ပေါ့နော် stroke နဲ့ face နဲ့တော်တော်အရေးကြီးတယ်ဒီနှစ်ခုကိုတေချာလေးတိထားဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီကောင်လေးရပြီအဲ့ကျွန်တော်ကဒီကောင်ကိုဘာလုပ်ချင်လဲဆိုတော့နောက်တစ်ခုထပ်ပွားချင်တယ်ပေါ့နော်ထပ်ပွားချင်တယ်ဆိုတဲ့အခါမှာကျွန်တော်ဒီမှာဒီကောင်ကို selection ပေးပြီးတော့ control C control V နဲ့ထပ်ပြီးတော့ဒီလိုမျိုးထပ်ပွားလို့ရတယ်ဒါတနည်းပေါ့နော်နောက်တနည်းကကြတော့ order ကိုဖိထားပြီးတော့ copy ကူးလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာဒီကောင်ကို selection ပေးလိုက်မယ်ပြီးရင် keyboard ကနေကျွန်တော် order ကိုဖိပြီးတော့ဒီမှာ mouse က click ကိုဖိဆွဲပြီးတော့ဒီမှာထပ်ပွားလို့ရတယ်အဲ့တော့ထပ်ပွားတဲ့အခါမှာ shift ကိုပါဖိထားမယ်ဆိုရင်သူကအခုလိုမျိုးတက်တက်လေးရွှေ့လို့ရတယ်ပေါ့နော်ပြန်ပြမယ်နော် order ကိုဖိမယ်နောက်တစ်ခုကကျွန်တော် shift ကိုဖိထားမယ်ပြီးရင်ဒီမှာဆွဲလိုက်မယ်အဲ့လိုမျိုးပေါ့နော်အဲ့မရှိရပြီးတော့ကျွန်တော်တို့ဒီမှာတစ်ခုခုမှားတော့လို့ undo ခေါ်ချင်တယ်ဆိုရင် control Z နဲ့ undo ခေါ်လို့ရတယ်နော် control Z ပေါ့နော်ဒီမှာ undo ခေါ်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒါတော့ undo ပေါ့ undo ပြီးတော့ redo ကကျတော့ control order Z ပေါ့နော်အဲ့လိုမျိုးလေးရမယ်အဲ့တော့ကျွန်တော်ဒီမှာဒီဘဝကောင်မလို့ဆိုတော့ selection ပေးမယ် delete နှိပ်မယ်ဒီကောင်ကြောင့်ကျွန်တော်က fail လို့ရှင်တယ်အဲ့တော့ကျွန်တော်ဒီမှာလာပြီးတော့ fail မှာ double click နှိပ်မယ်အရာပြောင်းလိုက်မယ်ဒီကျွန်တော်တို့ဘေးကရှုပ်မလို့ချင်ဘူးရှုပ်ကိုအပေါ်တင်မယ်ပြီးဒီမှာဒီဟာလေးကိုကျွန်တော်ရွေးလိုက်မယ်ဒီကောင်က free တက်တက်ပေါ့နော်ဒီကောင်တော့ stroke တက်တက်ပေါ့ okay ပြီးကျွန်တော်ဒီမှာအနီရောင်ကိုထပ်ပြီးတော့ order ရဲ့ shift ကိုဖိပြီးတော့ထပ်ပွားလိုက်မယ်နော်ပြီးကျွန်တော်ဒီကောင်ကိုကျွန်တော်ကဒီမှာfail stroke ကိုလိုချင်တယ်ဆိုတော့ဒီမှာ stroke မှာလာပြီးတော့ double click နှိပ်မယ်အမဲထားလိုက်ပြီးကျွန်တော်ဒီမှာ stroke weight ကိုထားလိုက်မယ်နော်အဲ့တော့ဒီမှာစုစုပေါင်းကျွန်တော်တို့3မျိုးရှိတယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ရိုးရိုး stroke ကြီးပဲရှိတဲ့ကောင်ဒီကောင်ကတော့ fail ပဲရှိတယ်ဒီကောင်ကတော့ stroke ကို fail 2မျိုးလုံးရှိတဲ့ကောင်ပေါ့နော်နောက်တစ်ခုကကျတော့ဒီလို shape တွေကိုရွှေ့တဲ့အခါမှာကိုကဒီမှာ selection 2ကိုလာပြီးရွှေ့လို့ရတယ်မှန်တယ်ဒါပေမဲ့ဒီကောင်လေးကိုကျွန်တော်ကဆိုပါစို့ဒီ shape ကိုကျွန်တော်အပေါ်တက်တက်ရွှေ့မယ်ဆိုလို့ရှိရင်ကိုဒီတိုင်းပဲရွှေ့မယ်ဆိုရင်လည်းဟိုဘက်ဒီဘက်တွေရွှေ့ရနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ shift ကိုဖိပြီးတော့ရွှေ့မယ်ဆိုရင်ဒီမှာအပေါ်အောက်ကိုလုံးဝတက်တက်ပဲရွှေ့လို့ရတယ်ကြည့်လားဒါလို့ကိုကဘေးတိုက်ရွှေ့မယ်ဆိုရင်အဲ့လိုပဲပေါ့နော်ဒီမှာလာပြီး shift ကိုဖိပြီးတော့ရွှေ့မယ်ဆိုရင်ဘေးတိုက်ရွှေ့လို့ရတယ်ပေါ့နော်အဲ့လိုမျိုး fail မရှိဘူး stroke ပဲရှိတဲ့ကောင်ဆိုလို့ရှိရင်ဒီအလဲရအဖြူကြီးကိုဒီမှာ selection ပေးရင်ဒီကောင် selection မဝင်ဘူးပေါ့နော်ဟုတ်လဲဆိုတော့သူကအလဲမှာ fail မှာဟောင်းလောင်းကြီးပေါ့ပြောရရင်ကျွန်တော်ဒီမှာဒီကောင်ကိုအပုတ်အပြင်ကိုယူလာလို့ရှိရင်အရင်သိတာတယ်ဒီကောင်ကြီးအလဲမှာဟောင်းလောင်းကြီးပေါ့နော်ဒီကောင်ရဲ့အလဲမှာကျွန်တော်တို့ selection ပေးလို့မရဘူးဒီဘေးက stroke ကိုပဲဒီမှာ selection ပေးလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ stroke တွေမှာကလေဒီ setting တွေရှိသေးတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဆက်ကြည့်အောင်အဲ့တော့ကျွန်တော်ဒီမှာဒီကောင်ကို selection ပေးလိုက်ပြီးတော့ဒီအပေါ်က stroke ဆိုတဲ့အားလေးရှိရပါတော့အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်သူကဒီမှာ stroke နဲ့
ပတ်သက်တဲ့ setting တွေပေါ်လာတယ်ပေါ့နော်အဲ့ဒီမှာပုံမှန်ဆိုရင်တော့ကျွန်တော်ကဒီမှာ align stroke မှာဒီကောင်လေးရွေးထည့်တာများတယ်ပုံမှန်ဆိုရင်အဲ့တော့ကျွန်တော်တို့ကြည့်အောင်ပေါ့နော်အဲ့တော့ तू ကဘာကွာသွားတာလဲဆိုတော့ဒီမှာ तू ကဒီရှေ့ဆုံးဘက်ကောင်ရွေးထားမယ်ဆိုရင်ဒီမှာ stroke က तू အလဲမှာရှိနေတာပေါ့နော်ဒီအပြာ line လေးပေါ့နော်ဒီမှာအပြာ line လေးနော်အဲ့ဒါလေးပေါ့ဒီကောင်ကိုရွေးထားမယ်ဆိုရင် तू ကဒီမှာအပြာ line ရဲ့အထဲမှာရှိနေတယ်နောက်တစ်ခုဒီကောင်ကိုရွေးလိုက်မယ်ဆိုရင် तू ကအပြာ line ရဲ့အပြင်ရောက်နေတယ်ပေါ့နော်အဲ့ဒါလေးကိုနည်းနည်းကျွန်တော်ပို့ပြီးတော့ရှင်းအောင်ဆိုရင်ဒီကောင်လေးနဲ့ရှင်းပြမယ်နော်အော်ဒီကောင်မှာကျွန်တော်တို့ဒီကောင်ပေါ့ဒီကောင်က stroke ရှိတယ်ဆိုတော့ဒီကောင်မှာကျွန်တော်ဒီမှာ stroke weight ကိုပို့ပြီးတော့မြင်တောင်လို့ကျွန်တော်အကြီးထားလိုက်မယ်ထားပါဒီမှာကျွန်တော်20ပေါ့နော်တကယ်လို့သေးသေးတယ်ဆိုရင်ဒီမှာ40ရှိရတယ်ဒါပေမဲ့40ကြာအရင်ကြီးတာပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒီဘက်ကကဏ္ဍမှာ25ရိုက်လိုက်မယ်โอเคဆိုတော့ဒီကောင်လေးကျွန်တော် selection ပေးမယ်ဒီမှာ stroke ထဲကိုလာမယ်လာပြီးတော့ကျွန်တော်ဒီမှာဒီကောင်လေးကိုကစားကြည့်အောင်ဒီကောင်ကိုရေးလိုက်မယ်ဆိုရင်အပြာရောင်မြင်အလဲရောက်ပါတယ်ဒီဘက်ကောင်ကကျတော့အပြာရောင်မြင်အပြင်ရောက်ပါတယ်အဲ့တော့ဆိုလိုတာကဗျာကျွန်တော်တို့အဲ့လိုမျိုး shape တစ်ခုဆွဲလိုက်ပြီးဆိုရင်เนาะဒီမှာကျွန်တော်တို့ shape တစ်ခုဆွဲလိုက်ပြီးဆိုရင်ကျွန်တော်ဒီကောင်ကိုလာပြီးတော့ fade ကိုပဲယူမယ်เนาะဒီကောင်ကိုကျွန်တော်အဲ့လိုမျိုး stroke မယူတော့ဘူးအဲ့တော့ stroke ကိုရွေးပြီးတော့ဒါလေးရွေးလိုက်မယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဒီ shape တစ်ခုဆွဲလိုက်ပြီးဆိုရင်ဘေးဘောင်မှာအပြာရောင်ဟာလေးပေါ်တယ်အမြဲတမ်းဒီဘေးဘောင်လေးတွေကအပြာပဲရှိနေတာမျိုးတော့မဟုတ်ဘူးတစ်ခါလေးမှာအစိမ်းရောင်တို့တစ်ခါလေးမှာအမဲရောင်တို့ပါတော့ပေါ်တတ်တယ်အဲ့ဒီကောင်ကကျတော့ကျွန်တော်တို့ရှုပ်နေမဆိုင်ဘူးပေါ့နော်အဲ့ဒီကောင်က selection ပေးလိုက်မှပေါ်တာပေါ့နော်ဒီဘေးဘောင်တွေကနေပြီးတော့ခုနက stroke ကလာပြီးတော့ယူလိုက်မယ်ဆိုရင်သူကဘေးဘောင်တွေရဲ့အပြင်မှာရှိတာသို့မဟုတ်အလယ်မှာရှိတာသို့မဟုတ်အတွင်းမှာရှိတာဆိုပြီးတော့သုံးခုကိုရွေးလို့ရပါတယ်ကျွန်တော်ပို့ပြီးမြင်အောင်ကြီးလိုက်မယ်နော်ဒီကောင်ရွေးပြီဆိုရင်သူကအလဲမှာပဲရှိတယ်ပြီးရင်ကျွန်တော်ဒီကောင်ကိုရွေးရင်အထက်ဝင်သွားတယ်ပေါ့နော်ဒီကောင်ကတော့သူကအပြင်ရောက်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ stroke ရွေးတဲ့ခါမှာဒီကောင်လေးတွေတိထားဖို့လိုတယ်နောက်တစ်ခုကဒီအပေါ်မှာ stroke ရဲ့ကောင်လေးတွေကိုလည်းကိုကဒီလိုမျိုးအလုံးထားမလားဒါမှမဟုတ်ဒီလိုမျိုးအပြားထားမလားဒါမှမဟုတ်အချွန်မဲထားမလားကိုကြိုက်တဲ့ဟာကိုရွေးလို့ရတယ်โอเคเนาะအဲ့တော့ဒါကတော့ stroke နဲ့ပတ်သက်တဲ့ setting တွေပေါ့တခြားဟာတွေလည်းရှိသေးတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်အများကြီးမပြောတော့ဘူးပေါ့နော်လောလောဆယ်တော့ဒီဟာလောက်လေးသိထားရင်ပဲအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့အခုဒီမှာဆိုရင်ဘာတွေသိသွားပြီလဲဆိုတော့ဒီအပေါ်ဆုံးကဒီ selection tool တို့ direct selection tool တို့ pen tool နောက်တစ်ခုကဒီအောက်က shape tool နောက်တစ်ခုကစာရိုက်လို့ရတဲ့ text tool เนาะပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒီအောက်က fade တို့ stroke တို့ကိုပြီးပါပြီပေါ့နော်ပြီးရင်ဒီကောင်လေးရှိသေးတယ် eyedropper tool ပေါ့ eyedropper tool ကတော့လွယ်ပါတယ်เนาะသူကတော့ဘာလဲဆိုတော့အယောင်ယူတာပေါ့ဥပမာဆိုပါတော့ကျွန်တော်ကဒီကောင်လေးကျွန်တော်ယူမယ်ဒီကောင်ကိုကျွန်တော်ကဒီ stroke မယူတော့ဘူးပြီးရင်ကျွန်တော်ဒီဘက်က fade မှာ double click နှိပ်လိုက်မယ်ကျွန်တော်အစိမ်းလေးယူလိုက်မယ်နော်ဒီအနီရောင်ကိုကျွန်တော်အခုလိုမျိုးအစိမ်းရောင်လိုချင်တယ်ဆိုရင်ဒီမှာဒီကောင်ကိုအရင်ဆုံး selection ပေးမယ်ပြီး eyedropper tool ကိုယူမယ်ဒီကောင်ကိုလာပြီးတော့တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီအရောင်ကိုလုံးဝအတိအကျကူးတယ်ပေါ့နော်ကိုကအနီရောင်မဲလိုချင်တယ်ဆိုရင်လည်း eyedropper tool နဲ့အနီရောင်ကူးလို့ရတယ်ဒီမှာကဘာရှိတယ်လဲဆိုရင်ကျွန်တော်က eyedropper tool တွေသူကအရောင်နေကူးတာမဟုတ်ဘူးねဒီကောင်ရဲ့ shape တွေရောအကုန်ယူတာပေါ့နော် control Z နဲ့ undo ခေါ်လိုက်မယ်နော်ဆွမ်းနာတော့မှာဆိုလို့ရှိရင်ဒီမှာဒီကောင်ကဒီမှာ stroke မရှိဘူးနော် stroke မရှိမှလည်း fade အစိမ်းပဲရှိတယ်ဒီကောင်ကကျွန်တော် eyedropper tool နဲ့ထောက်လိုက်တဲ့အခါမှာဒီကောင်ကအနီရောင်နေမဟုတ်ဘဲနဲ့သူ့ရဲ့ဘေးမှာရှိတဲ့ stroke ကိုပါယူပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအစိမ်းရောင်ပြန်ရွေးလိုက်မယ်ဆိုရင်ဒီအစိမ်းရောင် shape အတိုင်းဒီဘေးကအဲ့လိုမျိုး stroke တွေပါမပါတော့ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးသူကအရောင်နေယူတာမဟုတ်ဘဲနဲ့ဒီ shape ရဲ့ဒီဘေးက stroke တွေအကုန်ယူတာပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာကြာရင်တော့ဒီဘက်ကကျွန်တော်တို့ pathfinder နဲ့ဒီဘက်က shape builder tools တွေအကြောင်းကိုကျွန်တော်ရှင်းပါမယ်လောလောဆယ်တော့ကိုကစပြီးတော့အသုံးပြုမဲ့သူဆိုလို့ရှိရင်ကျွန်တော်အခုဒီဗီဒီယိုမှာလုပ်ပြခဲ့တဲ့ဟာလေးတွေကိုကိုစမ်းကြည့်လို့ရတယ်ပေါ့နော်ဒီ course ကကျွန်တော်အခြေခံကနေစပြီးတော့လေ့လာတဲ့သူတွေအတွက်လည်းအဆင်ပြေအောင်လို့လုံးဝအခြေခံကနေစပြီးတော့ကျွန်တော်ရှင်းပြပေးတာပေါ့နော်တကယ်လို့ဒါတွေကိုသိထားပြီးသားသူတွေဆိုလို့ရှိရင်လည်းကြော်သွားလို့ရတယ်ပေါ့နော်နောက်ဗီဒီယိုတွေမှာဆက်လုပ်လို့ရပါတယ်โอเคဆိုတော့နောက်ဗီဒီယိုမှာတွေ့ကြတာပေါ့